ဘောလုံးပရိသတ်အများစုအတွက်တော့ဘရာဇီးနဲ့စကော့တလန်ပွဲစဉ်ဟာကမ္ဘာဖလားရဲ့တာမန်အကျိတ်နဲ့ပွဲကောင်းတစ်ပွဲပါဒါပေမဲ့အီရန်နိုင်ငံသားတွေနဲ့အခုနောက်ဆုံးဗင်နီဇွဲလားပြည်သူတွေအတွက်တော့ဒီပွဲစဉ်ဟာရိုးရိုးရှင်းရှင်းပွဲတစ်ပွဲဘယ်တော့မှဖြစ်မလာခဲ့ပါဘူးဘောလုံးပွဲတစ်ပွဲဟာကြောက်စရာကောင်းတဲ့သဘာဝဘေးရန်ရကြီးတွေနဲ့ဘာကြောင့်များတိုက်ဆိုင်နေခဲ့ရတာလဲလွန်ခဲ့တဲ့36နှစ်1990ပြည့်နှစ်ဇွန်လ21ရက်နေ့မှာပေါ့တိုင်းနဲ့ချီတဲ့အီရန်ပြည်သူတွေဟာအီလီကဘာဖလားပြိုင်ပွဲရဲ့ဘရာဇီးနဲ့စကော့တလန်ပွဲစဉ်ကိုမအိပ်ဖဲဓာတ်ရိုက်ကြည့်ရှုအားပေးနေကြပါတယ်တူရင်မြို့မှာဘရာဇီးကစကော့တလန်ကိုတကိုးကိုမရှိနဲ့အနိုင်ယူပြီးမိနစ်ပိုင်းအကြာမှာပဲအီရန်မြောက်ပိုင်းဒေသမှာပြင်းအား 9.4 အဆင့်ရှိတဲ့ရူဘာမန်ဂျီငလင်ကြီးလှုပ်ခတ်သွားခဲ့ပါတယ်လူပေါင်း 4000 ကျော်တေဆုံးခဲ့ပြီးတိန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အီရန်သမိုင်းမှာအဆိုးရွားဆုံးငလင်ပေးရန်ရတစ်ခုဖြစ်ခဲ့ပါတယ်အံ့ဩစရာကောင်းတာကတက်ရှင်ကြံရည်သူအများစုကသူတို့ဟာဒီဘောလုံးပွဲကိုစောင့်ကြည့်နေလို့သာအဲ့ရကနိုးနေကြတာဖြစ်ပြီးငလင်လှုပ်ချိန်မှာအချိန်မီအိမ်ပြင်ကိုအပြေးလွှားထွက်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်ဘောလုံးပွဲတစ်ပွဲကသူတို့ရဲ့အသက်ကိုကယ်တင်ခဲ့တယ်ဆိုတဲ့တန်တာကြီးဟာအီရန်ပြည်သူတွေရဲ့ရင်ထဲမှာဆွဲထင်ကြံရစ်ခဲ့ပါတယ်ဒါပေမဲ့36နှစ်အကြာ2026ကမ္ဘာဖလားပြိုင်ပွဲကျင်းပနေချိန်မှာတော့အဲ့ဒီတိုက်ဆိုင်မှုဟာနောက်ထပ်နိုင်ငံတစ်ခုမှာကျင်းစာစိုးအဖြစ်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်ဇွန်လ24ရက်ကမိုင်ယာမီမှာဘရာဇီးကစကော့တလန်ကို3 ဂိုးပြတ်နဲ့အနိုင်ကစားခဲ့တဲ့ကမ္ဘာဖလားပွဲကစားခဲ့တဲ့ရက်မှာပဲဗင်နီဇွဲလားနိုင်ငံကာရာကတ်စ်မြို့အနောက်ဘက်မှာပြင်းထန်တဲ့ငလျင်တစ်ခုစက်တိုက်လှုပ်ခတ်သွားခဲ့ပါတယ်ပထမတစ်ခုကပြင်းအား 9.2 အဆင့်ရှိပြီး39စက္ကန့်အကြာမှာပုံမှန်ပြင်းထန်တဲ့ 9.5 အဆင့်ငလျင်ထပ်လှုပ်ခဲ့တာပါ။ဆောက်ဦးတွေပြိုကျပျက်စီးပြီးလမ်းမတွေပေါ်မှာလူတွေအော်ဟစ်ပြေးလွှားခဲ့ရပါတယ်။လက်လော်စီယန်တွေရလူပေါင်း164ဦးထက်မနည်းသေဆုံး1000နီးပါးဒဏ်ရာရပြီးလူပေါင်း14000ကျော်ပျောက်ဆုံးနေစေမှုသေဆုံးသူထောင်နဲ့ချီရှိလာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ပြိပန်နီးကြတွေးကြည့်ရင်တော့ဘောလုံးပွဲတစ်ပွဲနဲ့ငလျင်လှုပ်ခတ်မှုကြားမှာဘာဆက်ဆက်မှုမှမရှိပါဘူး။ဂျိန်ဇာရီနမိတ်တွေဆိုတာလဲပထဝီနဲ့ဆိုင်တဲ့ပြည့်ပြည့်ကြော်တွေပေါ်မှာတက်ရောက်မှုမရှိတာသိကြပါတယ်။အီရန်မြောက်ပိုင်းလိုပဲဗင်နီဇွဲလားဟာလည်းငလျင်စုံထဲမှာရှိနေလို့ဒါဟာတဘာဝဖြစ်စဉ်သက်သက်ပါပဲ။ဒါပေမဲ့လူသားတွေအမှတ်တညာနဲ့ခန်းစားချက်တွေကတော့သိပ္ပံပညာအတိုင်းအမြဲတမ်းလက်ခံမနေပါဘူး။အဝေးကနေကြည့်နေတဲ့အီရန်ပြည်သူတွေအတွက်တော့ဒီတိုက်ဆိုင်မှုဟာသူတို့ရဲ့ရင်ဘတ်ထဲကအနာဟောင်းကိုပြန်ဆွပေးလိုက်သလိုပါပဲ။ဘရာဇီးအတွက်တော့စကော့တလန်နဲ့ပွဲဟာကမ္ဘာဖလားနောက်တစ်ဆင့်ကိုတက်နိုင်ခဲ့တဲ့ရောစရာနေ့ရက်ဖြစ်ခဲ့ပေမဲ့အီရန်နဲ့ဗင်နီဇွဲလားပြည်သူတွေအတွက်တော့ဘရာဇီးနဲ့စကော့တလန်ပွဲစဉ်ဟာကမ္ဘာဖလားရဲ့အမှတ်တရတစ်ခုထက်တဘာဝပြည်သူကြောင့်တုံ့လှုပ်ခြောက်ခြားခဲ့ရတဲ့ဝမ်းနည်းစရာနေ့တစ်နေ့အဖြစ်မှတ်ထင်ကြံရည်နေတော့မှာဖြစ်ပါတယ်။လက်ရှိမှာတော့ဗင်နီဇွဲလားနိုင်ငံကငလျင်ဘေးသစ်ပြည်သူတွေအတွက်ကမ္ဘာဖလားပွဲစဉ်တွေမှာဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့10မိနစ်ငြိမ်သက်ပေးကြသလိုကမ္ဘာဘောလုံးကြော်မော်တွေကလည်းဝါဒဝမ်းကနေဝိုင်းဝန်းကူညီပေးကြဖို့တောင်းဆိုခဲ့ကြပါတယ်။ဘာစီလိုနာအသင်းဟာလည်းသူတို့ရဲ့ဖောင်ဒေးရှင်းကနေတစ်ဆင့်ဗင်နီဇွဲလားမြေပြင်ကယ်ဆယ်ရေးအတွက်ယူရို3 သိန်းမာတီလူရန်ခဲ့ပါတယ်။ဗင်နီဇွဲလားနိုင်ငံသားတွေနဲ့ငလျင်ဘေးသစ်ပြည်သူအားလုံးလက်ရှိချက်တွေကနေအမြန်ဆုံးရုန်းထွက်နိုင်ကြပါစေလို့ကျွန်တော်တို့ channel ကဆုတောင်းမေတ္တာပို့သအပ်ပါတယ်။အားလုံးပဲဘေးရန်ပေါင်းမှကင်းဝေးကြပါစေ။